မင်္ဂလာပါမောင်ရိုးရှင်းပါရိုးရှင်း marketing agency ရဲ့ founder ပါဒီနေ့တော့ကျွန်တော်တို့ G Power Academy ရဲ့ video shooting လေးရောက်နေတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုး video တွေရိုက်သွားမလဲဆိုတာလေးတစ်ချက်ကြည့်ပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်皆さんこんにちは。ဂျပန်နိုင်ငံကိုသွားရောက်ပညာသင်ဖို့အတွက်စိတ်ကူးနေတဲ့皆さんတို့အတွက် G Power Academy ကနေသတင်းကောင်းလေးတစ်ခုပါချင်ပါတယ်ရှင်။တကယ်တော့ဂျပန်ကိုအမြန်ရောက်ဖို့အတွက်အချိန်ကြာကြီးပေးစရာမလိုပါဘူး။ကိုကဂျပန်စာ N5 အောင်လက်မဲ့ရှိုံနဲ့ဂျပန်နိုင်ငံမှာကျောင်းတက်ရေးအလုပ်လုပ်နိုင်မဲ့အခွင့်အရေးကရှိနေပါပြီ။လမ်းအဆုံးမှာတော့ဂျပန်အိမ်မက်ကိုအကောင့်ထဲပေါ်ပေးနေတဲ့ G Power Academy ကိုရောက်ပါပြီရှင်။ကျောင်းနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေဂျပန်သွားချင်တဲ့အိမ်မက်ကို G Power Academy နဲ့အတူတူပုံဖော်လိုက်ကြရအောင်နော်။